ဒီနေ့ကတော့အသားဟင်းတွေမပါဘဲနဲ့ဟင်းတွေမျိုးစုံချက်ဖြစ်တဲ့နေ့လေးပါရှင်ခုကတော့ချမောင်လေးနဲ့မြင့်လေးနဲ့ပေါ့နော်ကြုံမယ်ပေါ့ကိုရင်ဆုံးမြင့်ကလေးကိုမြင့်ငပီလေးငယ်ပြီးစင်းလေးထည့်ပြီးတော့ကြုံရပါရှင်ချမောင်ကိုကြတော့လေဒီတိုင်းမထည့်ဘဲနဲ့ချမောင်ကိုအရင်ဆုံးအိုးလေးနဲ့ပေါ့နော်ချမောင်လေးကိုထည့်ပြီးတော့မှုတ်ထားရပေါ့နော်ကြည်လေးကြည်သွားရအောင်ပေါ့မွေထားပြီးတော့အဲ့ညှက်ကလေးရပါတော့အရင်လုံးလုံးသွားပြီဆိုတော့မှချမောင်လေးကိုထည့်ပါရှင်မောင်ကျော်မီးကြီးကတော့မျိုးစုံရှိရပါတော့တချို့ကြလည်းအရွက်ကြီးပဲဟိုတိုင်းထည့်ပြီးကြော်ရလည်းရှိတယ်ဒါကတော့တချို့လူတွေလည်းအဲ့လိုပေါ့နော်ဟိုအရင်ဆုံးချမောင်ကိုရေလေးနည်းနည်းလေးနဲ့အဲ့လိုချမောင်လေးကိုအရင်ကြိုပြီးမှကြော်ရလည်းရှိရပါတော့မျိုးစုံပဲဒါကတော့ကိုကြောက်နှစ်တရားကြော်လို့ရတယ်ပေါ့ကျွန်တော်တို့ဒီလိုမျိုးလေးတစ်ခါတလေအရွက်ကြီးတိုင်းနဲ့ကြော်ရဒီလိုပြုတ်ပြီးလည်းကြော်ရပြီးရင်တော့ချမောင်ကျော်လေးနဲ့တွေ့စားဖို့အတွက်ကြက်ဥလေးကြော်ရပါရှင်။ဒီနေ့ကတော့ပြောင်းမှုတွေဝယ်ထားတာလည်းရှိရတဲ့ကြောင့်မို့ပြောင်းမှုကလည်းကြော်ရမယ်ရှင်။ဒီကပိုင်းကပြောင်းမှုတွေကအရန်ပေါ်ရရှင်။တစ်ထောင်မို့၄ဘူးလို့၅ဘူးလို့လည်းရရပေါ့နော်။အဲ့တော့အိမ်မှာကတော့ပြောင်းမှုကတော့မပြတ်ဘူးရှင်။ကြက်ဥလေးနဲ့ကြော်စားရတဲ့ပြောင်းမှုတွေကအရန်စားကောင်းပါလေ။ငပိရေချိုကတော့မပါမဖြစ်ပေါ်ရှင်။ဒါပေမဲ့ငပိရေချိုစားပြီးရင်တော့အိတ်ဆေးပေးလိုက်တယ်လို့ပဲအရန်ကိုအိတ်ချင်ပါတယ်။ကလော်သီးလေးကလည်းငပိရေပြောရင်ကလော်သီးပါမှသူမပါလို့ရှင်မပြည့်စုံတစ်ခုခုလိုနေတယ်လို့ပဲရှင်။ဒါပေမဲ့အဲ့ဒါစားပြီးရင်တော့အိတ်ဆေးဆိုတာကြီးတော့မလိုအပ်နေဘူးရှင်။တခါတည်းစားတခါတည်းတန်းပြီးတော့အိတ်သွားတာပဲ။ငပိရေစစ်တဲ့ဇက်ကေးကလည်းတော်တော်လေးကိုကျွမ်းကျင်မှရတယ်။စကားတော့မလိုအပ်နေတော့ခလိုဒီလေးတွေကလေ9000လောက်ဆိုတော့ပို့ပြီးတော့လည်းအနှံ့မှုရပေါ့နော်စားလို့လည်းကောင်းပါရှင်မုံလာဦးချင်ရင်လေးရတော့ငါးလေးနဲ့ပေါ့ရှင်သူချက်တာလေးကတော့မြိုက်လိုက်ရအောင်ဒါကတော့စိမ့်စိမ့်ဆူဆူနဲ့တည့်ရတီးတို့စလိုက်ရွက်တို့မြင်းခွာရွက်တို့မုံရင်းရွက်တို့အတို့မြစ်ကလေးပေါ့ရှင်သူကလည်း main တစ်ခုပဲတိုးစရာမပိုင်မဖြစ်ဒါလေးကတော့ချမောင်လေးကို6လေးပေါ့နော်အသားမပါတော့မှပဲဇဝဲကုန်ကြီးပြည့်နေလို့ထမင်းနေတော့မှထမင်းဘက်ကတော့တင်ဖို့နေရမရှိဘူးရှင်တခါတလေအသားရည်နဲ့စားမယ်စားဒီလိုလေးတွေစားရတာလေအရင်စားကောင်းတယ်ရှင်ပြောမယ်ဆိုလို့ရှင်အသားစည်းနဲ့ကိုထောက်ဝက်ကိုကြပါတယ်ရှင်ဘာလို့လဲဆိုတော့အသီးဘက်စီရတယ်တို့စရာဝယ်ရတာလေသူတို့စရာပုံနဲ့တယ်3-4တောင်လောက်ရှိရပေါ့နော်ကဲထမင်းဘက်ကတော့တင်လို့မရတော့တဲ့အချိန်လေးတွေဖြစ်နေပြီရှင်